ကျမတို့ခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းကျော်ဟာရေဓာတ်ထက်တာမို့ရေဟာအသက်သွေးကြောပါပဲမင်္ဂလာပါရှင်လူတယောက်တစ်နေ့ကိုရေဘယ်နှခွက်တော့ရမယ်လို့ထင်ပါသလဲ10ခွက်ဆိုတာတကယ်ပဲအားလုံးအတွက်လုံလောက်ရဲ့လားဒီနေ့မှာတော့သိပ္ပံနည်းကျတွက်ချက်ထားတဲ့ရေလိုအပ်ချက်အကြောင်းပြောပြပေးသွားမှာပါကျမတို့ခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းကျော်ဟာရေဓာတ်ထက်တာမို့ရေဟာအသက်သွေးကြောပါပဲဒါဆိုတစ်နေ့ကိုဘယ်လောက်တော့ရမလဲအကြမ်းဖျင်းအားဖြင့်အမျိုးသားတွေကတစ်နေ့ကို3.9လီတာအမျိုးသမီးတွေကတော့2.9လီတာခန့်လိုအပ်ပါတယ်။ဒါပေမဲ့ဒါဟာပုံသေးတော့မဟုတ်ပါဘူး။သင်ကအားကစားလုပ်သူလားဒါမှမဟုတ်ပိုအိုက်တဲ့ဒေတာမှာနေထိုင်သူလားချွေးထွက်များတဲ့သူတွေကတော့ဒီထက်ပိုပြီးတောက်ပေးဖို့လိုအပ်ပါတယ်။ရေတဲ့လုံလောက်ရဲ့လားဆိုတာသိနိုင်တဲ့အလွယ်ဆုံးနည်းကတော့စီးအယောင်ကိုကြည့်တာပါ။စီးအယောင်ကကြည်လင်နေရင်ရေတဲ့ပြေဝနေတာဖြစ်ပြီးအဝါရစ်ရောင်ထိနေရင်တော့ရေအမြန်တောက်ဖို့လိုနေပါပြီ။ကျန်းမာတဲ့နေထိုင်မှုပုံစံအတွက်ဒီနေ့ကစပြီးရေကိုစနစ်တကျတောက်ကြရအောင်နော်။အခုလိုကျန်းမာရေးဗဟုသုတတွေဆက်လက်နားဆင်ဖို့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်ရှင်။အားလုံးပဲကျန်းမာကြပါ